Hi ဒီနေ့စုတော့ black out ဖောက်ပြမှာပါဘာရှိရကြတော့ trail ပါဒီ secret တွေက secret ပေါက်ချင်တယ်အမဲလေးလည်းပေါက်ချင်တယ်ခရမ်းရပေါက်ချင်တယ်ဒီခြားကြည့်ပေးပါနော်စစ်စရာလေးပေါ့နော်စစ်စရာလေးတွေပုံလေးပြလိုက်ပါ secret လေးပေါက်ချင်တာ secret ကဒါတော့ဆိုင်ရအမပြောတာအဖြူလေးပေါ့စစ်စရာလေးပါအရှင်တို့တရုတ်ကကြောက်ဒီမှာဖောက်ထားတာပါဒီခုရိုက်ပေါ်တော့ဖောက်ချင်ပါပြီနောက်နေ့ကျလို့ရှိရင်လည်းထပ်ဖောက်ပြမှာပဲဒါလေးဖောက်ပြပါမယ်ဖောက်ပြပါပဲစစ်စရာလေးလို့ခပါဗနာလေးကလည်းမွေးအိနေစစ်ခရလေးပိုးလို့ကျန်တာပေါ့လို့ကျန်တာကြောင်စစ်ခရလေးပိုးလို့ကျန်တာပေါ့ဖောက်ပြမယ်ကျမတို့ဒီကြောင်လေးကြိုက်တာsecret ပဲဖြစ်ဖြစ်ဟာလေဒါလေးဒီ secret ပဲဖြစ်ဖြစ်အမဲပဲဖြစ်ဖြစ်ပေါ့ပေါက်ချင်ပါတယ်အစိမ်းလေးကိုပို့ပေါက်ချင်တယ်ဒါ secret ကိုပို့မမောတယ်ကကြီးနဲ့ဖောက်ရမလို့ရပြီကမကြီးတော့ကတော့နိုင်ဖောက်တယ်ခဏနေခေါက်လာဖွင့်လာလုံးလေးတော့လုံးလေးကြီးပဲခေါက်ပါတော့ခေါက်ကြည့်လို့ပါအလေးပေါက်တယ်မသိဘူးကမကြီးတော့ကထဲတယ်ခဏလေးလို့ရှင်လာဘာလေးပေါက်ဘာလေးလဲဒီဘာလေးလဲကျွန်တော်โอเคဘာလေးလဲဖောက်ပြီးကွန်မန့်မှာရေးပေးနော်ဘာရောင်နဲ့ဆိုတာနည်းနည်းတက်လေးရေးပေးနော်ဘာလေးပါပဒစလာကျိုးလေးအဖြူရောင်လေး secret ပေါက်ရှင်နော်ကျိုးလေးပါဆိုအဖြူရောင်ဘူးလေးခဏပြမယ် secret ထဲမှာလေဖြူရောင်လေးနဲ့တူတယ်ဒီဘာမှဒီအရောင်တွေအကုန်လုံးပါတယ်တဲ့အဖြူရောင်တွေပါခွန်းကျတော့အဲ့ secret နဲ့တူရကြတာဟုတ်လားဒီမှာကျိုးရမတူဘူးဒါလေးဖောက်ကြည့်ပါမယ်ကျိုးရတော့ဆိုင်ကနော်ဘလို့ဒီဖောက်တော့အချိန်ပြည့်တော့မယ်စစ်စရာလေး secretly အနံလေးရလည်းမှုရင်းညာပဲစစ်စရာလေးကြည့်ပါဦး secretly ပေါက်သွားတယ်ဒီကတော့ဒီနေ့ကတော့ဒါလေးပါပဲဘိုင်နောက်နေ့ကျလို့ရှိရင်ထပ်ဖောက်ပေးပါမယ်ဘိုင်နောက်နေ့ကျနှစ်ဖူးတက်ပေါက်မှာနှစ်ဖူးထပ်ဖောက်ပေးမယ်ဘိုင်